င်္ဂလာပါရှင်ကျွန်မချန်နယ်ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာတော့ဗန်းတောင်းမြို့နယ်နဲ့ဗမော်မြို့နယ်တိုက်ပွဲတွေအပါအဝင်ရှေ့တန်းစစ်မြေပြင်မှာစစ်မှုထမ်းတပ်သားတွေရရှိပြီးတေဆုံးနေမှုသက်ဆိုင်ရာမိဘ၏တန်းသောအသိပေးအကြောင်းကြားခြင်းမရှိပဲခူးတိုင်းဗန်းတောင်းမြို့နယ်နဲ့ကချင်ပြည်နယ်ဗမော်မြို့နယ်တိုက်ပွဲတွေအပါအဝင်ရှေ့တန်းစစ်မြေပြင်မှာစစ်မှုထမ်းတပ်သားတွေရာနဲ့ချီပြီးတေဆုံးမှုတွေနဲ့ပတ်သက်ပြီးသက်ဆိုင်ရာမိဘ၏တန်းသောလက်တလောအသိပေးအကြောင်းကြားခြင်းမရှိသေးကြောင်းနေပြည်တော်တပ်သတင်းမြစ်ကပြောဆိုပါရယ်ဖေဖော်ဝါရီလဆန်ကစတင်ပြီးယခုမတ်လနောက်ပိုင်းတင်နိုင်ငံတော်ရှေ့တန်းစစ်မြေပြင်တွေမှာစစ်မှုထမ်းတပ်သားတေထောင်ချပြီးအလုံးရင်းနဲ့စစ်ကောင်စီကပို့ဆောင်ခဲ့ပြီးတော့အဆိုပါစစ်မှုထမ်းတပ်သားတေနဲ့မှတေဆုံးသူရချင်းရှိကြောင်းလက်တလောကျင်းတဲ့သတင်းတွေရစစ်မှုထမ်းတပ်သားတေ300တမနဲ့တေဆုံးထားပြီးသိရှိထားပြီးရင်းတပ်သားတေရဲ့နာရီချိန်တွေကိုသက်ဆိုင်မိဘတွေတန်းတို့အကြောင်းကြားခြင်းမရှိသေးပဲဆိုင်းငံ့ထားကြောင်းမြည်သည့်အချိန်မှာတေဆုံးမှုသတင်းကိုအကြောင်းကြားမိကိုမသိရှိကြောင်းနေပြည်တော်တပ်သတင်းမြစ်ကရှင်းပြပါရယ်တပ်အသီးသီးလိုက်တင်လာတာစည်ရင်ရတော့စစ်မှုထမ်းတပ်သားတေ300ကျော်တော့တိတ်ဆုံးတာရှိပါတယ်။အဲ့ဒါတွေကသက်ဆိုင်ရာတပ်ရင်းတွေကနေကျင်းတဲ့စည်ရင်တွေပါတရားဝင်တပ်ကနေအကြောင်းကြားမလုပ်ဖို့တားမြစ်ထားပါတယ်။တချို့လည်းသူတို့နီးစက်ရာတိသွားကြရလဲရှိကောင်းရှိပါမယ်စစ်မှုထမ်းတပ်သားရဲ့မိသားစုတွေကတပ်ထဲမှာနေရမဟုတ်တော့တကူတကအကြောင်းကြားမှုမလုပ်သေးဘူးရာရအပြင်စိုင်းငံ့ထားရှယ်လို့နေပြည်တော်တပ်သတင်းမြစ်ကပြောပါတယ်။စစ်မှုထမ်းတပ်သားတေနိုင်တဲ့တွေကိုသက်ဆိုင်မိသားစုရဲ့တန်းတို့အကြောင်းကြားခြင်းမရှိဘဲဆိုင်းငံ့ထားခြင်းမှာအဓိကအပြင်နောက်ထပ်မှခေါ်ယူမဲ့တပ်သားတေခေါ်ယူရအခက်ခဲနိုင်ပြီကိုဆိုရင်ချင်းလူမှုပတ်ဝန်းကျင်တွင်စစ်မှုထမ်းတပ်သားများစွာတေဆုံးနေသည့်ဆိုတဲ့သတင်းတွေမပြန့်စေလိုတဲ့သဘောဟုယူဆအကြောင်းနေပြည်တော်တပ်သတင်းမြစ်ကဆက်လက်ပြောဆိုပါရယ်။ဘာကြောင့်နိုင်တဲ့တွေကိုအကြောင်းကြားခိုင်းတယ်လဲဆိုတာမျိုးတော့အကြောင်းပြချက်မပေးဘူးတိုးတော်လဲခံမှန်းကြည့်တဲ့လောက်တော့တပ်သားတေစုစားမှာခက်မှာမျိုးကြောင့်ဖြစ်နိုင်ပါတယ်။နောက်ပြီးတပ်သားတေအများကြီးတေကုန်ပြီဆိုတာမျိုးသတင်းတွေမထွက်ချင်တာကြောင့်လဲပါမယ်လို့သုံးသပ်တယ်ဟုနေပြည်တော်တပ်သတင်းမြစ်ကရှင်းပြပါရယ်။ပဲခူးတိုင်းညောင်ကျိုးစကန်တိုက်ပွဲမှာစစ်မှုထမ်းတပ်သားတွေကိုအဓိကစစ်တပ်ကအုံပြုခဲ့ပြီးအနည်းဆုံး120ထက်မနည်းတေဆုံးခဲ့ကြောင်းဆိုပါတိုက်ပွဲမှာပါဝင်ပြီးထွက်ပြေးလူမျိုးကတော်လေးတတွေထက်မှအလင်းဝင်လာခဲ့တဲ့စစ်မှုထမ်းပတ်စင်6တင်နှန်းစင်တပ်သားအနန်းင်းသူကပြောဆိုခဲ့ပါတယ်။နောက်ဆက်အောင်ပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါရရှင်။